Chelsea အသင်းအနေနဲ့ Charlton အသင်းနဲ့ပွဲစဉ်ကိုတေချာပေါက်အနိုင်ယူပြီးတော့လမ်းကြောင်းမှမပြန်လည်ရအောင်ပြုလုပ်ရမှာလည်းဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်ခုပြောပြသွားမှာကတော့တနင်္ဂနွေနေ့မှာရှင်ပြန်ကစားသွားမယ် FA Cup ပွဲစဉ်များထဲမှာပရီးမီးယားလိဂ်ကလပ်ချင်းတွဲဆုံလာတဲ့အသင်းတွေအကြောင်းကိုအနည်းငယ်ပြောပြပြီးတော့တခြားသောအသင်းကြီးတွေရဲ့ပွဲစဉ်တွေကိုကိုရလက်ခတ်မှန်းပေးသွားမှာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါပထမဆုံးအသင်းတွေနဲ့ကတော့ Tottenham Hotspur အသင်းနဲ့ Aston Villa အသင်းတို့ရဲ့ပွဲစဉ်အကြောင်းပဲဖြစ်ပါတယ်။စပါးအသင်းရဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ဘုံမောက်အသင်းကိုရှုံးပေးခဲ့ရတယ်ဖြစ်ပါတယ်။တစ်ဖက်ကဗီလာအသင်းကလည်းနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲလစ်အသင်းနဲ့တည်ကြထားတာဖြစ်လို့ဒီပွဲစဉ်မှာနှစ်ဖက်အသင်းလုံးကအနိုင်ရဖို့ကြိုးစားလာမှာလည်းဖြစ်ပါတယ်။ထို့အပြင်ဒီနှစ်သင်းရဲ့ဖလားလမ်းကြောင်းကိုကြည့်မယ်ဆိုရင်လည်းFA Cup တစ်လုံးသာသူတို့ရဲ့မျှော်လင့်ချက်ဖြစ်နေတာအကြောင်းဒီပွဲကတော့ကြည့်ကောင်းမယ်ပွဲတော်ပဲပါပဲ။ဒီပွဲစဉ်ကိုတော့စပါးသိန်းရဲ့အင်ကွင်းမှာရှင်ပြိုင်ရမှာဖြစ်လို့ကျွန်တော်အနေနဲ့အင်ရှင်စပါးအနေနဲ့အနိုင်မခံအရှုံးမပေးသေးဘဲနဲ့ဗီလာအသင်းကို 1-0 လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်။ဟုတ်ကဲ့နောက်တစ်ပွဲကတော့ရှာတန်အသင်းနဲ့ကျွန်တော်တို့ရှိရတဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ Chelsea အသင်းကတော့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာဖူဟန်အသင်းကိုတယောက်ယောက်အနေထားနေပြီးတော့အရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့သူတို့အသစ်ဆက်ဆက်ခန့်အပ်ထားတဲ့လီပြလီယန်အနေနဲ့ကင်တွယ်သွားမလားဆိုတော့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ကဲလို့နီးပြသစ်တွေနဲ့ဒီပွဲကိုသာကင်တွယ်သွားမယ်ဆိုရင်လွယ်တကူအနိုင်ပွဲရနိုင်မဲ့အခွင့်အရေးမျိုးကိုတေချာပေါင်းနိုင်ပွဲရယူပြီးတော့ယုံကြည်မှုတည်ဆောက်အောင်မှာဖြစ်လို့ကျွန်တော်အနေနဲ့ကတော့ဒီပွဲစဉ်မှာတော့ Chelsea အသင်းကပဲ Z2 လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်။နောက်တစ်ပွဲကတော့ United အသင်းကလည်းအဝေးကွင်းမှာ0-1 လောက်နဲ့အနိုင်ယူလာနိုင်ပြီးတော့ Arsenal အသင်းကလည်းပိုးမောက်အသင်းကို Z3 ဆိုတဲ့ရလက်လောက်နဲ့အနိုင်ယူသွားနိုင်ပါတယ်။West Ham အသင်းကတော့သူတို့ရဲ့အိမ်ကွင်းမှာ2-1 လောက်နဲ့အနိုင်ယူလာနိုင်ပြီးတော့နောက်ဆုံးပွဲကတော့ Manchester United နဲ့ Brighton အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ United တို့အနေနဲ့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့3ပွဲဆက်တည်ရထားတာလည်းဖြစ်ပါတယ်။တစ်ဖက်က Brighton အသင်းကတော့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ Man City လိုအသင်းမျိုးကိုတည်တမတ်ရရှိအောင်ဆွဲဆောင်နိုင်တာလည်းဖြစ်ပါတယ်။ United တို့အနေနဲ့နောက်ဆုံးကစားခဲ့တဲ့ Burnley အသင်းနဲ့ပွဲစဉ်မှာတော့နိုင်ပွဲရရှိတဲ့နဲ့ရှေ့စွမ်းမျိုးပြသခဲ့ပေမဲ့လည်းကံမကောင်းစွာနဲ့တည်ပဲကျထားတာလည်းဖြစ်ပါတယ်။ United တို့အနေနဲ့ EFL Cup ပွဲစဉ်မှာတော့လည်းစောစီးစွာပြန်ပွဲကနေထွက်ခွာထားရတာဖြစ်လို့ဒီ FA Cup ပွဲစဉ်ကိုတော့တေချာအာရုံစိုက်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်နဲ့ Asia United ကပဲ Brighton အသင်းကို2-1 လောက်နဲ့နိုင်ယူသွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။